မင်္ဂလာတောင်ညွန့်မြို့နယ်ကဒုစိတ်ရက်ကွက်မှာဖြစ်ပွားခဲ့တဲ့မီးလောင်ပေါက်ကွဲခဲ့တဲ့နေရာမှာဆက်လက်တက်ပြမှုမဖြစ်ပေါ်စေဖို့အတွက်နည်းပညာပိုင်းအရာစီစဉ်ဆောင်ရွက်ထားတယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုဝန်ကြီးဒေါက်တာမြင့်သိန်းရဲ့ပြောကြားချက်အရသိရပါတယ်။ဒီလိုဆောင်ရွက်ဖို့အတွက်သိပ္ပံနဲ့နည်းပညာဆိုင်ရာတာဝန်ရှိသူတွေ CID ကတာဝန်ရှိသူတွေကအဆိုပါပေါက်ကွဲမှုဖြစ်ပွားရာနေရာကိုစစ်ဆေးမှုတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီလိုစစ်ဆေးခဲ့ပြီးဆက်လက်တက်ပြမှုတွေမဖြစ်ပေါ်စေဖို့အတွက်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနမှလက်ညွှန်မှုအရာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုဆောင်ရွက်ရမှာပထမဆုံးအနေနဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာနေရာကိုရေဆိုးတွေနဲ့ပတ်ဖြတ်မှုပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒုတိယအဆင့်အနေနဲ့မိသွေးမှုတ်ကိုထပ်မံဖြန့်ပေးခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့နောက်ဆုံးအဆင့်ဒုတ်ထာဖြော်ရည်ကိုမိသက်ရင်တွင်ထည့်သွင်းကပတ်ဖြန့်ပြီးတက်ပြမှုတွေဆက်လက်မဖြစ်ပေါ်အောင်ဆောင်ရွက်ခဲ့တယ်လို့သိရရှိပါရရှင်။ဆက်လက်ပြီးတင်ပြရန်လိုအပ်လာပွဲရှိသည့်ကိုရောင်များအတွင်ပစ္စည်းထားသူမှုစည်ရင်းများဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ကိုရောင်တွေမှာထားရှိတဲ့ပစ္စည်းစည်ရင်းတွေကိုကောက်ယူစစ်ဆေးသွားဖို့ရှိရာကိုရောင်အတွင်သို့လောင်ထားရှိမဲ့ပစ္စည်းစည်ရင်းတွေကိုသက်ဆိုင်ရာသို့တင်ပြဖို့လိုအပ်လာမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်းရဲ့ပြောကြားချက်အရသိရပါတယ်။ဒီလိုစစ်ဆေးဖို့အတွက်ကိုလည်းညွှန်ကြားချက်တွေမကြခင်မှာထုတ်ပြန်သွားမှာဖြစ်ပြီးညွှန်ကြားချက်ထုတ်ပြန်ပြီးပါကကိုရောင်အတွင်းတုံလောင်ထားရှိမယ့်ပစ္စည်းစည်းရင်းတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေထံကိုတင်ပြအောင်မှာဖြစ်ပါတယ်။အဒီလိုတင်ပြလာတဲ့ပစ္စည်းစည်းရင်းတွေကိုလည်းသက်ဆိုင်ရာပညာရှင်တွေကစစ်ဆေးပြီးတွဲဖက်ထားရှိဖို့မသင့်တဲ့ပစ္စည်းစည်းရင်းကိုထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုကိုရောင်အတွင်းပစ္စည်းကောက်ယူစစ်ဆေးမှုတွေဆောင်ရွက်ရတာဟာ2011ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့မင်္ဂလာတောင်ညွန့်မြို့နယ်ကဒုစိတ်ရက်ကွက်မီးလောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးကိုရောင်တွေအတွင်းသို့လောင်ထားရှိတဲ့ပစ္စည်းတွေမီးလောင်ရာကတက်ပြူပြီးပေါက်ကွဲမှုကြောင့်အခုလိုစစ်ဆေးဖို့အတွက်ဆောင်ရွက်ရတာဖြစ်တယ်လို့သိရရှိပါရရှင်။